alliteration ကဲခွင်းထဲကိုဖတ်ကြည့်ကြအောင် speaker လေးဖွင့်ပြီးခါမှာကိုဖတ်ကြည့်မယ် using the same Same sound or combination of letters repeatedly in a group of Letter words. repeatedly in a group of words. အဲ့ဆို using the same song ဆိုတော့ဘယ်လိုသုံးတာ အတန်တစ်ခုတည်းကို တူညီတဲ့အတန် အတန်လေး ဥပမာ s sound ဆိုရင် အတန်အတူတူပဲသုံးတယ်အဲ့တော့ဘယ်လိုအတိုင်းမဲ့ဘာလဲဆိုရင် consonant တွေအဲ့တော့ခဆိုလဲခအတန်တွေခဏနေကျနမူနာလေးနဲ့ပြောပြပါတော့အဲ့တော့ consonant sound တွေကိုမှတူတဲ့အတန်တွေကိုထက်ခါသုံးတာပြောချင်တာအတန်တူအစအခက်ပါတဲ့စကားစုတွေနဲ့ရေးတာကဲနမူနာလေးရေးကြည့်ကြမယ်ဆိုရင် alliteration ဆိုတာကမှတ်ထားမယ် using the same sound တူညီတဲ့အတန်တွေကိုရေးတဲ့အခါမှာတူညီတဲ့အတန်တွေရေးတာအတန်တူတာဆိုတော့ခအတန်ဆိုရင်ခအတန်ပေါ့ဥပမာဒီမှာနမူနာဆိုရင် she ဆိုတော့ shut တယ်နော် fish ဆိုတော့ shut တယ် says ကကြတော့ s တယ် seashells ဒါလည်းပဲ s တန်ပဲပေါ့နော် s တန်sorry find the seashore ပန်းစက်မှာသူမပင်လယ်ခရီးကိုရောင်းတယ်အဲ့ဒါစာအုပ်လိုမျိုးလေးတိဆောက်လိုက်မယ်နမူနာထားပါတော့ကဲအဲ့ဒါလေးခဏဖတ်ကြည့်အောင် seashells find the seahorse Seashell. စီစဲဖြစ်တော့ဖြစ်တယ်တက်ခါတော့တူဖတ်ကြည့်မယ်အကုန်လုံး speaker ဖွင့်ကြည့်မယ်နော် มีอยู่800ดิ တခုချင်းစီဖတ်ကြည့် she she ဟုတ်ပြီ sells says seashells Seashells. By 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 the the seashore အဲ့ဒီမှာဘာသိထားမိတယ်ဘာတန်လေးတွေများတော့ဖြင့်တူတယ်များတော့ဖြင့် s s တန်လေးတူတယ်ရေးတဲ့အခါမှာခဏတော့ she ရတာရှာတန်တော့ထားလိုက်တော့နောက်က says seashells by the seashore တော်တော်များများက s တန်နဲ့တူတယ်အဲ့လိုမျိုးတူညီတဲ့ consonant sound တွေနဲ့များတော့အပြင်စပြီးရေးတာကိုဘာလို့ခေါ်လဲဆိုရင် alliteration လို့ခေါ်တာအဲ့ဆိုဖက်ရလဲဘယ်လိုပြောစရာကောင်းလဲရေးစရာကောင်းလဲပို့ပြီးတော့မှတ်မိတယ်ပေါ့အဲစာရေးသူကိုပို့ပြီးတော့ဒီလိုမျိုးရတာတွေပေးတာပေါ့နော်ပို့ပြီးတော့ပုံမှန်အတိုင်းရေးပေးတယ်ရေးတာကဲဖတ်ကြည့်မယ်နော်ဒီဖတ်ကြည့်မယ်အကုန်လုံး speaker ဖွင့်မယ်နော်ဖြည်းဖြည်းလေးရေးသွားဖြည်းဖြည်းလေးရေးသွားကြည့်မယ် she says seashells by the seashore By the seashore. နည်းနည်းလေးမြန်ကြည့်မယ်ဆိုရင်နော် she sells seashells by the seashore seashore Seashells by the seashores. she says seashell by the seashore နော်တော့လည်းသူတချို့တော့လည်းလေ့ကျင့်တယ်အခုအတန်တွေကောင်းဖို့ဆိုလည်းပဲ speaking တွေလည်းပဲဒါမျိုးတွေလေ့ကျင့်ကြတယ်အဲဆိုအဲ့ဒါကိုဘာလို့ခေါ်ရလဲပြောကြည့်ပါဦးfigurative language တွေကဘာမျိုးစားလို့ခေါ်လဲ alliteration alliteration ဟုတ်ပြီသူမရောင်းနေ sorry သူမရောင်းနေဒီခရီးခွင်လေးတဲ့ဂဲကိုပင်လဲခရီးခွင်လေးဖြစ်ပါတယ်အဲ့တော့ကဲဖတ်ကြည့်မယ်ဖြည်းဖြည်းချင်း the shells the shells she sells are surely Seashells. seashells အဲ့ဒါခိုင်းချက်ဘယ်လိုဖြစ်သွားတယ်လဲဆိုရင်she says ကနေ seashell တွေဖြစ်ကုန်တယ်နော်ပြောကြလဲကောင်းတယ်ထက်ခါပို့ပြီးတော့လည်းမှတ်မိရပါနော်အဲ့ဆိုဒီမှာလည်းပဲဒီမှာကတော့ sh ကလည်း short တန် she ကလည်း short တန်say က s တန်နော် surely seashells အဲ့ဆိုသူအတန်တူတာလေးတွေရေးဖွဲ့ထားတာကိုဘာလို့ခေါ်လဲဆိုရင် alliteration လို့ခေါ်တာပေါ့နော်အဲ့ဆိုမှတ်မိမလားမသိနော်အဲ့တော့ဟုတ်ကဲ့မမီပါတယ် ကဲဟုတ်ပြီဒါလေးကိုဆက်တဲ့အနေနဲ့နောက်ဆုံးတစ်ခါတော့ဖတ်ကြည့်ရအောင်
နှစ်ခုစလုံးပေါ့နော် she says seashell by the seashore She sells seashells by the seashore. By the seashore. အာ She said, you The shells she sells are surely seashells. okay အော်မိုက်လိုက်တာ easy going ရ okay ဒါဆိုရင်ပထမမျိုးစားကဘာမျိုးစားလဲပြောကြည့်ပါဦး alliteration 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 ဆိုတာကမှတ်ထားလိုက်မယ် using the same sound အဲ့လိုအတူလေးမှတ်လိုက်ပါနော်ကဲနောက်တစ်ခုကဲဘာလဲ my ကဲဖတ်ကြည့်အောင်ဝင် Comparing Comparing one thing to another using the word like or as. As. ဟုတ်ပြီကဲ compare ဆိုတော့ နိုင်ရှင်တာ နိုင်ရှင်တာဆိုတဲ့အခါကျတော့သူကအဲ့မှာသူကဘာလဲဆိုရင်ဘလို့အသုံးလုံးနဲ့နိုင်ရှင်တာဆိုရင် like ဒီမှာဒါလေးကိုမြင်တတ်မယ် like ကဲ့သို့ဒီမှာ like ကကြိုက်တယ်မို့ကဲ့သို့ as ကဲ့သို့ simile ဆိုတာကနိုင်ရှင်တယောက်နဲ့တယောက်နိုင်ရှင်တယ်ခုနကကိုနိုင်ရှင်တယ်ဟုတ်တော့အဲ့မြင်တတ်လို့မရပါတယ်ဘာလို့မရမှာနိုင်ရှင်မယ်ဘိုင်းနဲ့နိုင်ရှင်မှာလဲဆိုရင်တခုနောက်တစ်ခုနိုင်ရှင်တာလာလိုက်မယ်ပေါ့နော်သူက like ကဲ့သို့ဟာသူမရဲ့ဘောဘယ်လိုပြောမလဲသူမရဲ့မျက်နှာလေးကသူမရဲ့ပုံစံလေးကနှင်းစီပန်းလေးလိုပဲเนาะလှပတယ်ပေါ့ပန်းလေးတစ်ပွက်လိုမျိုးလှပတယ်အဲဆိုကဲ့သို့ဆိုတဲ့ like us ဆိုတဲ့စကားလုံးလေးနဲ့ခိုင်းနိုင်ရှင်နေဆိုရင် simile လို့ခေါ်တယ်ရမှာနော်ဆိုရင်နမူနာကြည့်အောင်ဟာ तू ကလေမပြောတယ် तू ကဘာလဲချင်းသေးတကောင်ကဲ့သို့ရေးရင်တယ်ဒီလိုတော်တော်များများတွေ့နော် yes us break us or lion तू ချင်းသေးတကောင်ကဲ့သို့ရေးရင်တယ်အဲ့ဒါ तू ပေါ့ဒီတိုင်းမပြောဘဲနဲ့ဟာ तू ကရေးရင်တယ်ပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့ရေးရင်တသိရှိမှုကိုပေါ်လွင်အောင်လို့ဘာနဲ့နှိုင်းလိုက်တာလဲဆိုတော့lion နဲ့ lion နဲ့နှိုင်းလိုက်တာပေါ့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုရင် simile လို့ခေါ်တာပေါ့နော်ခဏလေးဆိုရင်ကဲဖတ်ကြည့်ပါလား her smile Her smile is as bright as the sun. ကဲဘာလဲပြောကြည့်မပြောမဒီကတခြားတင်ယူမယ် သူမရဲ့အပြုံးကနေလိုမျိုးပဲတောက်ပါတယ် ဟုတ်တယ်ကဲဟာသူမရဲ့ပြုံးလေးကလှပလိုက်တာတော့ပါလိုက်တာဒီလိုမျိုးရိုးရိုးမပြောဘဲနဲ့ပေါ်လွင်အောင်ကိုပြောတဲ့စကားပေါ်လွင်အောင်ဘာနဲ့နှိုင်းလိုက်တာလဲ sun နေမင်းကြီးနဲ့နှိုင်းပြီးတော့နေမင်းရဲ့တောက်ပေါ်မှာနှိုင်းပြောလိုက်တယ်အဲ့မှာခိုင်းနေတဲ့စကားလုံးပါလဲ S s S S ဟုတ်ပြီကဲနောက်တစ်ခုလက်ဝဲပွဲမှာကဲဖက်ကြအောင်နောက်တစ်ခု He fought like a lion in the box match. ကဲပါလဲ သူကဒီလက်ဝဲပွဲမှာ lion လိုမျိုးပဲတိုက်ခိုက် တိုက် ပို ခဲ့ က်နေရ ဒါဆိုဘာပြောချင်တာ Like တကယ်ကို IMP နဲ့တက်ရှိချင်းသိလိုမျိုးတိုက်ခိုက်တယ်ပေါ့နော်ဒါကိုပြောတာဒါဆိုဒီမှာကခိုင်းနေတဲ့စကားလုံးပါလဲ like